အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Fast Myanmar ဆိုတဲ့ YouTube channel လေးကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့လူငယ်တိုင်းမသိသေးတဲ့ရှမ်းသာလာဖို့အတွက်စဉ်းစားပုံနေလန်းစီမျိုးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘောတူတဲ့ပြောလို့ရှိရင်ပထမဆုံးပြောရမယ့်အရာကတော့စဉ်းစားပုံစဉ်းစားနည်းတွေပါပဲလူရှင်းသားတွေရဲ့စဉ်းစားပုံကကျွန်တော်တို့စဉ်းစားတယ်လို့မဟုတ်ပါဘူးသူတို့ဘယ်လိုစဉ်းစားတယ်လဲဆိုရင်နံပါတ်1အလုရှာဖို့မကြိုးစားပါနဲ့အခွင့်အလမ်းကိုလိုက်ရှာပါအလုကလူတယောက်အတွက်နေရာတစ်ခုပါပဲဒါပေမဲ့အခွင့်အလမ်းကတော့ဝယ်တိုက်ဖန်တီးနိုင်တဲ့ line တစ်ခုပါအောင်မြင်တဲ့သူတွေကအခွင့်အလမ်းတွေကိုဖန်တီးတဲ့သူတွေပဲဖြစ်ပါတယ်နံပါတ်2ငွေမရှိတာကိုမစဉ်းစားပါနဲ့တိုင်ဖို့တစ်ခုဖန်တီးနိုင်အောင်ကြိုးစားပါငွေမရှိတာကပြဿနာမဟုတ်ပါဘူးမတွေ့ခေါ်တာကမှပြဿနာပါတိုင်ဖို့တစ်ခုဖန်တီးနိုင်ရင်တော့ငွေကကိုယ်နောက်ကိုလိုက်လာပါလိမ့်မယ်နံပါတ်3အမှားကိုမကြောက်ပါနဲ့အမှားတဲ့ဟာလူကြီးမင်းကိုပို့တိုးတက်စေဖို့အတွက်လမ်းပြနေပါတယ်။အောင်မြင်ရှင်ကအဆုံးသက်မဟုတ်ပါဘူး။သင်ယူဖို့အတွက်အခွင့်အလမ်းတစ်ခုပါပဲ။နံပါတ်4ရင်းမြန်တဲ့အောင်မြင်မှုဆိုတာမရှိပါဘူး။ရှော့ကားမရှိဘူး။တရက်စီပိုကောက်အောင်လုပ်ပါ။နံပါတ်5ငွေစုတာနဲ့မလုံလောက်ပါဘူး။ကိုရင်းနှီးမြုံးနေပါ။စာအုပ်တစ်အုပ်မိန်တဲ့တစ်ခုစကစ်တစ်ခုလက်တာတွေကငွေထက်တိုင်ဖို့ကြည့်ပါတယ်။အနာဂတ်အတွက်ရင်းနှီးမြုံးနေပါ။နံပါတ်6အရှင်ဖြုံးတာမလုပ်ပါနဲ့အရှင်ကိုရင်းနှီးမြုံးနေပါအပျော်ပေါ်ထင်းမှာအရှင်ကိုမခံပါနဲ့အရှင်ကငွေထက်တန်ဖို့ကြည့်ပါတယ်သင်ယူဖို့အတွက်အသုံးပြုပါနံပါတ်9အဖွေအစည်းနဲ့အလုံးလုံးတဲ့အုပ်ကြိုးစားပါမိတ်ဆွေကိုတယောက်ကလူကြီးမင်းရဲ့အောင်မြင်မှုကိုမြင်စေတတ်ပါတယ်နံပါတ်10လူများအမြင်တွေကိုမစင်စားပါနဲ့လူများမယုံတာဟာပြဿနာမဟုတ်ပါဘူးလူကြီးမင်းရဲ့ယုံကြည်ချက်ကလူကြီးမင်းအတွက်လက်ညှိုးစာအုပ်တော့ဖြစ်ဖို့လိုပါတယ်။နံပါတ်9ခဲခဲတာတွေကတိုင်ဖို့ရှိပါတယ်။လက်ရှိမှာခဲခဲနေတာတွေကလူကြီးမင်းရဲ့အုံမြင့်မှုအတွက်အရှိခံဖြစ်ပါတယ်။နံပါတ်10စားလုပ်ပါဒီအရှင်မှစားလုပ်ရမယ်ဆိုတာမရှိပါဘူး။အခုစားလုပ်လိုက်ပါစားလုပ်လိုက်တာနဲ့တကယ်ပြောလိုက်တာတွေစားဖြစ်လာပါတယ်။လူငယ်ဘဝမှာစဉ်းစားပုံပြုတ်နေရင်အနာဂတ်မှာငွေအရှင်နဲ့လွယ်လပ်ရှင်သုံးခုစလုံးကိုရနိုင်ပါတယ်ဟုတ်ကဲ့ပါလူကြီးမင်းတို့စဉ်းစားပုံပြုတ်လိုက်ပြီဆိုရင် comment မှာရေးပေးသွားကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးစိတ်ရှင်းတာချင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနေကြပါစေလို့လည်းဆုမွန်ကောင်းတောက်ပေးလိုက်ပါတယ်ခင်ဗျာ